မျိုးတို့ထမင်းစားအောင်ပဲဗျလာစားကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့တော်ရလေးရဒီလိုပဲရောက်တဲ့နေရာမှာအဆင်ပြေသလိုစားရတာပေါ့ကတားလေးကတော့ကျွန်တော်ခြံထဲကထွက်တယ်ဘူးသီးလေးဟင်းညိုလေးချက်ထားတာခင်ဗျဟင်းကားလေးပေါ့ဗျာဒါကတော့ကြွက်ချောက်ဘာကြွက်လဲတော့မသိဘူးဗျာညောင်းတကာကြွက်လားဘာကြွက်လားတော့မသိဘူးပေါ့ဒါလေးကတော့ဗျာငါပြေမစီပင်ဟင်းလေးပေါ့ဒီကတော့ငဖဲဟင်းလေးပါခင်ဗျာငဖဲလေးတော့အမျိုးသမီးချက်ထားတာဒါလေးကတော့ပစုံမပြားရီကျော်လေးပေါ့ဟောတို့စီရရှောက်ရွက်တရက်သီးနန်းမိန်လေးနဲ့ပေါ့ဗျာဟောဒါကတော့ဗျာကြက်ပြုတ်ခင်းလေးဒါလေးကတော့ငားမွေလေးဗျာဒီဘက်ကဟာလေးကမပြေမကျော်လေးပေါ့ဗျာဒီလိုပဲစားရတော့ရတာပေါ့ဗျာတရက်တောင်ဒီလိုပဲဖြတ်သားရတာဒါပဲဗျာဒါပဲ